မင်းကလေးကပစ္စည်းတွေတည်ယူရင်းနဲ့အာလူတစ်လုံးမတော်တဆပြုတ်ကျသွားခဲ့ပါတယ်ဒီအာလူလေးကသူတောင်းစားတစ်ယောက်ရဲ့ကံကြမ္မာကိုလုံးဝပြောင်းလဲပစ်လိုက်ပါတော့တယ်သူတောင်းစားကအာလူကိုကောက်ယူပြီးပစ္စည်းကျသွားကြောင်းမင်းကလေးကိုတတိပေးလိုက်ပါတယ်အဝတ်စားတွေစုပ်ပြတ်နေပေမဲ့သူတောင်းစားရဲ့ကျင်နာတတ်တဲ့စိတ်ထားကိုမြင်လိုက်ရတဲ့မင်းကလေးကသူ့ကိုခေါ်ယူပြီးစားတောက်ဆိုင်မိဖို့ချောင်းမှအလုပ်ပေးလိုက်ပါတယ်မထင်မှတ်ပဲသူတောင်းစားကအသားလီးတဲ့အခါအသားပြားအားလုံးရဲ့အရှိဟာတိကျတေချာပြီးညင်ညာနေတာကိုတွေ့လိုက်ရပါတယ်စက်ဖို့မှုတွေအားလုံးအံ့ဩသွားကြပြီးပင်တိုင်းစက်ဖို့မှုကြီးတောင်ဒီလောက်ဒါရေးမကျွမ်းကျင်ဘူးလို့ပြောဆိုကြပါတယ်တကယ်တော့ဒီလူငယ်ဟာဟင်းချက်ပြိုင်ပွဲမှာ၃ချိန်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့သူပါဒါပေမဲ့ထိပ်တန်းစက်ဖို့မှုဖြစ်ချင်တဲ့သူ့ရဲ့တပည့်ဖြစ်သူကလက်ဖက်ရည်တဲ့အစိတ်ခက်ခဲ့တာကြောင့်သူမတည်ပေမဲ့အတိတ်မေ့သွားပြီးသူတောင်းစားဘဝရောက်သွားခဲ့တာဖြစ်ပါတယ်မင်းကလေးကလူငယ်ရဲ့စိတ်ထားကောင်းမှုကိုမြင်ပြီးသွားစရာနေရာမရှိတာကြောင့်ပင်တိုင်းစက်ဖို့မှုကြီးရဲ့လက်ထောက်ဖြစ်ခန့်အပ်လိုက်ပါတယ်သူတို့နှစ်ယောက်ရင်းနှီးနေတာကိုမြင်တော့စက်ဖို့မှုကြီးကမနာလိုဖြစ်လာပါတယ်ဒါကြောင့်လူငယ်ကိုအခက်တွေ့အောင်တမင်တက်တက်လုပ်ပါတော့တယ်သူကလူငယ်ကိုအသားလီးခိုင်းပါတယ်အသားပြားတိုင်းဟာအသားရဲ့အကောင်းဆုံးရတာကိုထိမ့်သိမ့်နိုင်ဖို့အတွက်တလက်မအရှည်3မီလီမီတာကျယ်ရှိရမယ်လို့စီစဉ်ပါတယ်စက်ဖို့မှုကြီးစကားစုံအောင်တောင်မပြောရသေးခင်မှာပဲလူငယ်ကအသားတွေကိုအစင်သင့်ပြင်ဆင်ပြီးသူ့ရှိမှချပေးလိုက်ပါတယ်အသားပြားတွေဟာလုံးဝတိကျတေချာပြီးအနှဲငယ်များလွဲချော်ခြင်းမရှိပါဘူးလူတိုင်းကလူငယ်ရဲ့ဓာရေးစွမ်းရည်ကိုချီးကျူးကြပြီးစက်ဖို့မှုကြီးထက်တောင်တာလွန်တယ်လို့ပြောကြပါတယ်စက်ဖို့မှုကြီးကအသားကိုကင်ကြည့်ပြီးမထီမဲ့မြင်ဖြူကတာမန်လောက်ပါပဲလို့ပြောပါတယ်လူငယ်ကိုရှင်းထုတ်ဖို့နဲ့မိန်းကလေးကိုလက်ထပ်နိုင်ဖို့အတွက်စက်ဖို့မှုကြီးကကြက်ဥမွေဖို့နောက်ထပ်စိန်ခေါ်လိုက်ပြန်ပါတယ်ကြက်ဥကညင်ညာယုံတာမကမြန်ဆန်ရပါမယ်ကြက်ဥအနှစ်နဲ့အကလုံးဝရောနှောသွားပြီးသူတစ်ချောင်းထောင်ထားလို့ရတဲ့အထိငွေရမယ်လို့ဆိုပါတယ်လူတိုင်းအံ့အားသင့်သွားတာကတော့လူငယ်ကစက်ဖို့မှုကြီးရဲ့လိုအပ်ချက်ကိုလွယ်လွယ်ကူကူပဲလုပ်ပြလိုက်တာပါပဲတခြားသူတွေကလူငယ်ဟာလက်ထောက်စက်ဖို့မှုဖြစ်ဖို့အရေးချင်းပြည့်မိတယ်လို့ထင်ကြပါတယ်ဒါပေမဲ့သူ့ကိုမောင်းထုတ်ချင်နေတဲ့စက်ဖို့မှုကြီးကနောက်ထပ်စိန်ခေါ်မှုတစ်ခုစဉ်းစားလိုက်ပါတယ်ဒီတစ်ချိန်မှာတော့ဝက်သားအသားကောင်းကိုမုံနစ်ကတ်ခိုင်းတာပါ sauce အလွှာဟာ1မီလီမီတာထက်မပိုစေရပါဘူးတကယ်လို့ sauce တစ်ဆက်လောက်ဖိတ်ကြရင်တော့လူငယ်ကအလုပ်ထွက်ပေးရမယ်လို့ပြောပါတယ်လူငယ်ကဝက်သားကိုမုံနစ်ထဲအရင်နှက်လိုက်ပါတယ်ပြီးတော့သူ့ရဲ့အတွင်းအားကိုအသုံးပြုပြီးမုံနစ်တွေကိုညင်ညာစွာကတ်လိုက်ပါတယ်လက်တစ်ဖက်ထဲနဲ့စင်းတီတုံးကိုလက်ချလိုက်ရာမုံနစ်ကတ်ထားတဲ့ဝက်သားတုံးတွေအားလုံးပကံပြားပေါ်မှာတက်တက်ရက်စီတန်းပြီးသားဖြစ်သွားပါတယ်သူ့လက်ပေါ်မှာ sauce တစ်ဆက်တောင်ပေးချက်မနေပါဘူးလူတိုင်းအံ့ဩသွားကြပြီးဒီလူငယ်ကတိုင်းပညာသုံးလိုက်တာလားလို့ခံမှန်းကြပါတယ်စပိုမှုကြီးကရှုံးနေသွားတယ်လို့ခံစားရပေမဲ့လူငယ်ရဲ့စွမ်းရည်ကိုအတိအမှတ်မပြုချင်ပါဘူးဒါပေမဲ့လူငယ်ကတာဝန်တွေအားလုံးပြီးမြောက်သွားပြီးမို့စပိုမှုကြီးမှာရွေးချယ်စရာမရှိတော့ပဲမိဖို့ချောင်းလက်ထောက်ဖြစ်လက်ခံလိုက်ရပါတယ်နောက်ပိုင်းမှာစပိုမှုကြီးကဝက်သားချိုချင်းတပွဲချက်ပြီးဥက္ကဋ္ဌကြီးဝန်စီတွားပို့ခိုင်းပါတယ်လူငယ်ကဟင်းပွဲမှာပြဿနာရှိနေတာကိုချက်ချင်းသတိထားမိလိုက်ပါတယ် sauce တွေကအရန်ပြစ်နေတာကြောင့်ကျွတ်ရောက်မှုကိုထိခိုက်စေနိုင်ပြီးဥက္ကဋ္ဌကြီးဝန်သဘောကျမှာမဟုတ်ဘူးလို့ထောက်ပြပါတယ်စပိုမှုကြီးကဒေါသထွက်ပြီးမင်းမငါဟင်းကိုဝေဖန်ဖို့အခွင့်အရေးမရှိဘူးလို့ပြောပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးကမိဖို့ချောင်းနဲ့အလင်းမြန်ဝင်လာပြီးဥက္ကဋ္ဌကြီးစောင့်နေပြီဆိုကဟင်းပွဲကိုယူသွားပါတယ်ဆိုင်ရှင်ကဒီဟင်းပွဲကြောင့်ကျန်ငါးပွင့်အဆင့်ရလိမ့်မယ်လို့မျှော်လင့်နေပေမဲ့ဥက္ကဋ္ဌကြီးဝန်ကအရသာမရှိဘူးဆိုပြီးထွေးထုတ်လိုက်တဲ့အခါထိတ်လန့်သွားပါတယ်အဆင့်မမီဘူးလို့ပြောတာကိုဆိုင်ရှင်ကမယုံကြည်နိုင်ပဲကိုယ်တိုင်မြည်ဆန်းကြည့်လိုက်တဲ့အခါမှာတော့တကယ်ပဲအရသာကဆိုးရွားနေတာကိုတွေ့လိုက်ရပါတော့တယ်